အားလုံးပဲမင်္ဂလာပါဟနာစီကိုရန်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဟုတ်ပြီဒီနေ့တော့ကျွန်တော်တို့ EPS topic ilki အခန်းနှစ်เนาะအခန်းနှစ် ilki ကိုတူတူလေ့လာကြည့်ရအောင်ကဲနံပါတ်1ကြည့်မယ်다음내용과 관계 있는 구림을 고르십시오เนาะဟုတ်ပါအကြောင်းအရာနဲ့ဆက်ဆက်မှုရှိတဲ့ပုံကိုရွေးချယ်ပါတဲ့ဟုတ်ပြီနံပါတ်1ကြည့်အောင်우산입니다เนาะ T ဖြစ်ပါတယ်ဆိုတော့ 우산ဆိုတာ T เนาะကဲ noun plus 입니다 ပုံတင်နည်းလေးပေါ့เนาะကဲ noun နဲ့ 입니다 နဲ့ကျွန်တော်တို့တွေးရေးတဲ့ခါကျရင်ကပ်ပြီးတော့ဒီလိုမျိုးပုံစံလေးကပ်ပြီးတော့အမြဲတမ်းတွေးရေးပေးရမယ်ပေါ့เนาะ창문입니다ဆိုရင်လည်းကပ်ရေးပေးရမယ်의자입니다ဆိုရင်လည်းကပ်ပြီးတော့ရေးပေးရမယ်เนาะ noun မှန်သမျှကိုကပ်ပြီးတော့ရေးပေးရမယ်ဟုတ်ပြီဆိုတော့ T ဖြစ်ပါဆိုတော့အဖြေကအရန်တိတာပေါ့နော်နံပါတ်4 T ပုံလေးကိုရွေးပေးလိုက်ရုံပဲဟုတ်ပြီနော်ဆိုတော့ဒီပုံကိုကြည့်မယ်ဆိုရင်창문ပတင်ပေါက်의자ကလထိုင်တော့구두ရှုပနက်ပေါ့နော်ပြီးတော့우산 Tဟုတ်ပြီဒီမေခွန်းမှာကျတော့ဒီစကလုံးတွေကပေးထားတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီမှာ meaning အနေနဲ့ရေးပေးလိုက်တယ်ပေါ့နော်ကဲနံပါတ်2တော့ရအောင် 2번ကိုကြည့်မယ်ဆိုရင်다음 내용과 관계 있는 그림을 그리십시오. 그러면 뒤는 니가 두두배 번호. 서로 연필입니다. 그말에 계란 피바레 서로 피가 3번 번호. 1번 지면서 가위 가지 허비 2번 칼 소엔다 번호 칼 3번 연필 계란 4번 책 사오스로 앞이만가 연필입니다. 소인 계란리우 진로가 유비 라용배 허비 3번 떠요. 다음 단어와 관계 있는 것은 무엇입니까? 어머나 어바 오하라네 세상무시리아 야가 마피바들레 게 가방ဆိုတာအိတ်ပေါ့နော်အိတ်နဲ့ဆက်ဆက်မှုရှိတဲ့စကလုံးကိုကျွန်တော်တို့ကရှာပေးပေါ့နော် 1번 나라ဆိုတာနိုင်ငံပေါ့နော်နိုင်ငံနဲ့အိတ်နဲ့ဆိုင်လားဆိုရင်မဆိုင်ဘူးဆိုတော့အဖြစ်မှမဖြစ်နိုင်ဘူးပေါ့နော် 2번 물건ပေါ့နော်ပစ္စည်းဆိုတော့လူအိတ်နဲ့ပစ္စည်းနဲ့ကကဲ့ညီမှုရှိတယ်ဆိုတော့အဖြစ်မှက 2번ပေါ့နော်ကဲ3번ကိုကြည့်မယ်ဆိုရင်장소နေရာနဲ့လူအိတ်နဲ့ဆိုင်လားဆိုရင်မဆိုင်ဘူးဆိုတော့အဖြစ်မှမဖြစ်နိုင်ဘူး 4번 음식နော်အစာအသောက်နဲ့လူအိတ်နဲ့လည်းမဆိုင်လားဆိုရင်မဆိုင်ဘူးဆိုတော့အဖြစ်က 물건 2번ဖြစ်ပါတယ်ဟုတ်ပြီ 4번သွားမယ်ကဲနံပါတ်4ကိုကြည့်အောင်다음 중 밑줄 친 부분이 맞는 문장을 고르십시오. 어바 안나마민 따타도 아세이빠인 너 한간도 와짜고 위치바래. 게 디마자로 전으로 이가 은는 붕대니리보노 디 드라리 보노 디 드라리 야메야고 전으로고 세타라바 허비 넘버 1 ကိုကြည့်အောင်지갑는 데 없어요. 회사에 미시고 이렇게 좀 아지면 수인 지갑이 나오마 는 라이라를 봐노. 서로 나오마 어떻바인 진로 바테베야래 은 테베야 봐노. 디마자라 는 테타를 뜻죠. 마바래. 서로 디 넘버 1가 피만ဖြစ်နိုင်ဘူး ပြီးတော့ E ပုံကိုကြည့်မယ်ဆိုရင်달력이 아니에요. တဲ့အပြက်ကတိမဟုတ်ပါဘူးတဲ့달력မှာကတက်ဆိုတဲ့အတက်လေးပါတယ်ဗောနော်အဲ့ဒါကြောင့် e ကမှာကျွန်တော်တို့အတက်ပိုင်း e ထည့်ပေးရမယ်ဆိုတော့달력이 아니에요 ဆိုရင် grammar ရလည်းမှန်တယ်အတိတ်ပဲလည်းမှန်တယ်ဆိုတော့အဖြေမှန်က e ဘွန်ဖြစ်ပါတယ်ဟုတ်ပြီ3 ဘွန်တော့မယ်ဆိုရင်
동생가 운전기사예요. 동생 고지메 general at that 바람래 니 이라야마고노. 동생이 운전기사예요. so 피만 보노. 다음에 디마자로 민 따타르 내리가 똥타르 뜻정 마바레 4번 열쇠은 책상 위에 있어요. 너 또가로 레스보이 보마시 바레 소로 디마 열쇠마 답바라쇠 마바부 따라네 아송 따타르 뜻정 는 담모호 까 라야마 보노 다음에 디마자로 라르 뜻정 grammar မှားပါတယ်ဆိုရင်ကျွန်တော်တို့အဖြေမှန်က 2번 달려기 아니에요 ပြကတိမဟုတ်ပါဘူးဟုတ်ပြီနော်နောက်မှာအသက်ပါရင် e အသက်မပါရင် ကနောက်မှာအသက်ပါရင် နော်အသက်မပါရင် 는ဟုတ်ပြီနော် 지갑이 열쇠가 동생은 사과는 နော်ဒီ grammar လေးအားလုံးရကြမယ်ထင်ပါတယ်ဟုတ်ပြီနံပါတ်5သွားရအောင်ကဲနံပါတ်5ကိုကြည့်မယ်ဆိုရင်다음 글을 읽고တဲ့ဥပ္ပါစာပိုက်ကိုဖတ်ပြီးတော့တဲ့내용과 같은 것을 고르십시오เนาะအကြောင်းအရာနဲ့စင်တူတဲ့အရာကိုရွေးချယ်ပါတဲ့ကဲဘာအကြောင်းအရာလဲကြည့်ရအောင်중국 거래 플랫폼을 이용하면 တဲ့ဗါလဲတပတ်ရက်အယောင်ဝေ platform ကိုအသုံးပြုရင်တဲ့ဒီမှာဒီ platform ဆိုတာဟာเนาะဒီက application ကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့တပတ်ရက်အယောင်ဝေ application ကိုတဲ့ 이용하면 နဲ့အသုံးပြုရင်တဲ့상필품을လူသုံးကုန်ပစ္စည်းများကိုတဲ့싸게ဈေးနှုန်းချိုသာစွာ구할 수 있습니다ဝယ်ယူရရှိနိုင်ပါတယ်တဲ့생활용품뿐만 아니라နော်နေ့စဉ်သုံးပစ္စည်းများတာမကတဲ့ခါကျွမ်းကျေးဖုံအိမ်သုံးလျှက်စစ်ပစ္စည်းခါကူးရဲ့ဤရုကီခါကြီးပရိဘောကတွေအထီးပါနော်다양한မျိုးစုံသော물건을 살 수 있습니다ပစ္စည်းတွေကိုဝယ်ယူရရှိနိုင်ပါတယ်တဲ့ဘာလဲအိမ်သုံးပစ္စည်းများတာမကနော်ဘာလဲအိမ်သုံးလျှက်စစ်ပစ္စည်းတွေပရိဘောကတွေအထီးနော်အမျိုးမျိုးသောပစ္စည်းတွေကိုဝယ်ယူရရှိနိုင်တယ်ဆိုတဲ့သဘောပေါ့နော်사용하지 않는 နော်အသုံးမပြုရသေးတော့အသုံးမပြုရသေးတဲ့နော်새 물건을 နော်ပစ္စည်းအသစ်တွေကို파는 경우도 있습니다 네ရောင်းတဲ့အခြေအနေတွေလည်းရှိပါတယ်ဗါလဲ 사용하지 않는 새 물건을 파는 경우도 있습니다နော်အသုံးမပြုရသေးတဲ့ပစ္စည်းတွေလည်းရောင်းတဲ့အခြေအနေရှိတယ်ပေါ့နော် platform을 통해 ပေါ့နော်ဒီ application ကနေတစ်ဆင့်ပေါ့နော် 물건을 사고 팔 때는 တဲ့ပစ္စည်းအယောင်းဝယ်လုပ်တဲ့အခါမှာတဲ့အကျိုးတို့တဲ့အဓိကအဖြစ်같은 지역에 사는 사람들 사이에서 ဗါလဲ data တစ်ခုထဲမှာနေထိုင်သူအချင်းချင်းကြားမှာတဲ့จิกကောတွေလို့နော်လူချင်းတွေ့ပြီးတော့ 이루어집니다 ဗါလဲအယောင်းဝယ်လုပ်ကြပါတယ်ပေါ့နော်1번 지역 중국 거래 플랫폼으로 뭐 뜻밖의 아영의 플랫폼 편에 새 물건을 뭐 패시 어디되고 구할 수 있습니다. 발레 외유 야시네 말에 호바달라 게ဟုတ်တယ်နော်ကျွန်တော်တို့ဘယ်မှာရှိလဲဆိုရင်ဒီမှာ 사용하지 않는 새 물건을 파는 경우도 있습니다. နော်အသုံးမပြုရသေးတဲ့ပစ္စည်းအသစ်တွေကိုလည်းရောင်းတဲ့အခြေအနေရှိပါတယ်ဆိုတော့ကျွန်တော်တို့အဖြေမှန်နံပါတ်1နဲ့ကညီမှုရှိရပါတော့ဆိုတော့နံပါတ်1ကအဖြေဟုတ်ပြီနံပါတ်2ကိုကြည့်ရအောင် 2번 중국 거래 플랫폼에서တဲ့ဒီတပတ်ရ application ကနေနော် 비싼 가격에 물건이 거래됩니다 နော်ဈေးကြီးသောဈေးနှုန်းဖြင့်တဲ့ပစ္စည်းတွေအယောင်းအဝယ်ဖြစ်ပါတယ်ဟုတ်လားဟုတ်ဘူးနော်ဒီမှာဆိုရင်중국 거래 플랫폼을 이용하면 생필품을 싸게 구할 수 있습니다 ဒီမှာဈေးနှုန်းချူတာဆိုတာဆိုရေးထားတယ်ဒီမှာကျတော့비싼 가격에ဆိုတော့ဒီ
2번가 비 먹어봐고 3번 지အောင် 물건을 거래할 때 pisi리고 영위လောက်တဲ့ ခါမှာတဲ့ 대부분 နဲ့ အများသော အားဖြင့် 택배를 이용해서 နော် delivery ကို အသုံးပြုပြီးတော့ 물건을 받습니다. ပစ္စည်းကို လက်ခံကြပါတယ်တဲ့ ဟုတ်လား ကဲ နံပါတ် 3 နဲ့ ကိန်းညီမှုရှိသလား ကြည့်ရအောင် ဒီမှာက ဘာလဲ 택배를 이용해서 နော် delivery ကို အသုံးပြုပြီးတော့ ပစ္စည်း လက်ခံပါတယ်တဲ့ ဒီမှာကျတော့ 직거래로 이루어집니다. နော် လူချင်းတွေ့ပြီးတော့ ပစ္စည်း အရောင်းဝယ် လုပ်ကြပါတယ် ဆိုတော့ ပြောင်းပြန်ဖြစ်နေတယ်ပေါ့ နော် ဆိုတော့ အဖြစ်မှန် မဖြစ်နိုင်ဘူး 4번 중국 거래 플랫폼에서 နော် ဒီ တပတ်ရေး 플랫폼 ကနေ 카구와 같은 프리보가게 더 물건을 pisi리고 구할 수 없습니다. 외유로 미야바고 프리보가 pisi리 외유로 야라 게리마지 메스에 니신동 pisi리 된다마가 발에 인동 리시 pisi 보노 가전 제품 카구의 이루기 가지 보노 프리보가အထိ 보노 다양한 물건을 보노 묘성도 pisi리고 살 수 있습니다. 외유야 시내 말에서 ဒီနံပါတ် 4 နဲ့ ဒီစာသားနဲ့က ပြောင်းပြန်ဖြစ်တယ်ပေါ့နော် ဆိုတော့ ကျွန်တော်တို့ရဲ့ အဖြေမှန်က 1번 ပေါ့နော် 중국 거래 플랫폼으로 새 물건을 구할 수 있습니다. ဆိုတဲ့ ဟာလေးက အဖြေမှန် ဖြစ်ပါတယ် ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ ထင်ပါတယ် တကယ်လို့များ မရှင်းတာ ရှိတယ်ဆိုရင် ကျွန်တော်တို့ comment မှာ မေးမြန်း ဆွေးနွေးလို့ ရပါတယ် အားလုံးပဲ အဆင်ပြေကြပါစေ